အားလုံးမင်္ဂလာပါချိန်ပေါက်ကိုစမ်းပေးရနေပြီပြန်လဲကြိုးစိုးပါတယ်ဗျဒီကနေ့ကစပြီးမန္တလေးမဟာအောင်မြေကြောက်မြက်ရတနာဝိုင်းကျွန်တော်ထိုင်နေကြကြောက်ဝယ်နေကြခုံအားနေပြီးတော့ဝယ်ယူထားလို့ရတဲ့ကြောက်မြက်ရတနာများကိုကျွန်တော်ရဲ့ချိန်ပေါက်ကိုစမ်း Facebook ပေးရနေပြီးတော့လက်ဝယ်ရတနာဖြစ်ဝေးစင်ခြင်းတဲ့သူများပဲဖြစ်ဖြစ်ကျွန်တော်တို့အမျက်ငွေဖြစ်ပြန်လဲရောင်းချခြင်းလို့သူများပဲဖြစ်ဖြစ်တန်ဖိုးထားမြက်နိုးလို့ကျွန်တော်သိသိခြင်းတဲ့သူများပဲဖြစ်ဖြစ်တဲဆက်နေဖြစ်ထားခြင်းလို့ကျွန်တော်တို့ဝယ်ယူခြင်းတဲ့မိတ်ဆွေများကိုလည်းကျွန်တော်ရဲ့ချိန်ပေါက်ကိုစမ်း Facebook ကပေးရနေပြီးတော့ပြန်လဲရောင်းချပေးသွားမှာပဲဖြစ်ပါတယ်ဗျချိန်ပေါက်ကိုစမ်း Facebook ပေးရနေပြန်လဲရောင်းချပေးတော့ကြောက်မြက်ရတနာများအားလုံးဒီမြန်မာနိုင်ငံကချင်ပြည်နယ်ထွက်တဲ့တဘာဝတွင်းနဲ့ကြောက်စိမ့်စစ်တခုတည်းကိုဒါကျွန်တော်ပြန်လဲရောင်းချပေးသွားမှာပဲဖြစ်ပါတယ်ဗျကျွန်တော်လည်းနေတိုင်းဝယ်ယူလို့ရမှာမဟုတ်တဲ့အတွက်ကျွန်တော်နေတိုင်းလည်းရောင်းချပေးသွားမှာမဟုတ်ပါဘူးကျွန်တော်ဝယ်ယူလို့ရတဲ့ကြောက်မြက်ရတနာများကိုလည်းအမြက်10%လောက်သာမှန်မှန်ကန်ကန်နဲ့ယူထားတာဖြစ်လို့ကျွန်တော်စိတ်ချလက်ချနဲ့ဝယ်ယူလို့ရပါတယ်ကျွန်တော်ကြိုက်တဲ့ကြောက်ကိုပဲကျွန်တော်ရချင်တဲ့ဈေးနဲ့သာဝယ်ယူပြီးအမြက်10%နဲ့သာပြန်ရောင်းတာဖြစ်လို့အကြိုက်ချင်းသူမှသာလျှင်ဝယ်ယူပါကျွန်တော်ဝယ်ယူထားသောကြောက်မြက်ရတနာများကိုအကောင့်ထဲကမိတ်ဆွေတင်ငယ်ချင်းများကိုတန်ဖိုးထားသောအားဖြင့်အကောင့်ထဲကကြောက်မိတ်ဆွေတင်ငယ်ချင်းများကလွှဲပြီးကျွန်တော်တင်နန်းသားများနဲ့ကြောက်လို့ဖော်ကိုင်မဲ့တင်ငယ်ချင်းများကိုလည်းအမျက်ဘလောက်ပြီးပြန်လဲရောင်းချပေးတော့မှာမဟုတ်ပါဘူးအမျက်ငွေတဲ့ဂျိတ်ဘော့ကိုဆိုင် Facebook ပေးရနေပြီးတော့ကြောက်ဝယ်ရင်ပစ္စည်းမှန်ပြီးဈေးမှန်ပါတယ်ကွာဆိုတော့ယုံကြည်မှုကိုရကျင်လို့သာရောင်းချပေးခြင်းဖြစ်ပါတယ်အခုကျွန်တော်ရောင်းချပေးမဲ့ဒီမျိုးဝါရည်တွေကတော့ကျွန်တော်တက်ကလက်ခန့်သာရှိပြီးတော့ကြောက်စီကြောက်သားကောင်းပြီးတော့အနာမပါသလိုကာလာနဲ့အယောင်ကလည်းကျွန်တော်ဖုံးနဲ့အပြင်ကိုတူအောင်ရိုက်ပြထားတာမို့လို့ကျွန်တော်ပြချင်းမဲချင်းလုံးဝမရှိပါဘူးဗျဇနီးမယားချစ်သူကြီးသားညီမအချင်းချင်းလက်ဆောင်ပေးတာမျိုးပဲဖြစ်ဖြစ်ကျွန်တော်ရွှေနဲ့ခတ်ပြီးလက်စွပ်လုပ်ဝေမယ်ဆိုတော့ကျွန်တော်အသက်15နှစ်ကနေ35နှစ်အတွင်းမှာရှိတဲ့ကျွန်တော်အသားဖွေးတဲ့အမျိုးသမီးတွေအတွက်ဖြစ်အဓိကထားပြီးဝဲပါအသက်ကြီးမှဒီကြောက်ဝက်ထားရင်တော့ကျွန်တော်ဂျင်းပေါင်းမိတကားကနဲ့ငေးမှုပြန်ပြီးမျက်စိနောက်လုံးလို့မဝဲပါနဲ့အသားမဲပြီးကျွန်တော်အရန်ဝအနေနဲ့ကျွဲမကိုစီးလာတဲ့နှမ်းကောင်းလို့ဖြစ်နေမှာမို့လို့ဘယ်ကကြီးကျွန်တော်တောင်ကျိုးမှာမဟုတ်လို့ဝယ်မဝက်ပါနဲ့ကျွန်တော်ရောင်းတဲ့ဈေးနဲ့ဝယ်ပြီးလက်ရှိမန္တလေးဈေးကွက်မှာပဲမြန်ပြန်ရောက်ပြီးမြန်အမျက်ရနိုင်တဲ့ကြောက်မျိုးကိုပဲကျွန်တော်ရောင်းချပေးခြင်းဖြစ်ပါတယ်တန်မိုးထားပြီးကျွန်တော်တင်ထားခြင်းတဲ့ကြောက်မိတ်ဆွေများအတွက်လည်းတစ်နှစ်လောက်ထားတာနဲ့ကျွန်တော်ဈေးနှစ်ဆလောက်တက်မယ်ကြောက်မျိုးပါပဲကြောက်ရောင်းဝယ်စလောက်ခါစားမှုကျွန်တော်တဲဆက်အနေနဲ့ထားခြင်းတဲ့သူများအတွက်လည်းအဝယ်မမောက်အောင်ဘေးကနေထိန်းချောင်းပြီးမဲ့ဆရာသမားလူကြောက်ကောင်းမျိုးပါပဲဈေးအနေနဲ့ကကျွန်တော်4သိန်း3000ကျပ်ဖြစ်ပြီးဝယ်ယူသွားတဲ့ကြောက်မိတ်ဆွေများကဟာကွာမင်းကြောက်က3သိန်းလောက်တန်တဲ့ကြောက်ကိုငါ့ကို4သိန်း3000နဲ့ရောင်းတာများလိုက်တာကွာလို့ထင်နေကျွန်တော်15%နှုတ်ပြီးငွေပြန်အမ်းပေးပါမယ်ကြောက်ဆိုတာကျွန်တော်ကြိုက်ရောင်းကြိုက်ဝယ်မှုလို့ဈေးကုန်သွားတာမျိုးဆိုတာမရှိပါဘူးသိန်း100လောက်တန်တဲ့ကြောက်ကိုကျွန်တော်10သိန်းပဲဈေးပေးတဲ့သူရှိတယ်လို့ကျွန်တော်သိန်း100ထိဈေးပေးတဲ့သူလည်းရှိပါတယ်ဒါကိုဒီကြောက်ကကျွန်တော်10သိန်းပဲတန်တာလားလို့ပြောလို့မရတယ်ကျွန်တော်သိန်း100ပဲတန်တာလားလို့လည်းပြောလို့မရပါဘူးဖားကကျွန်တော်တို့တဘာဝကြောက်စိမ့်စစ်ဖြစ်ပြီးပစ္စည်းမှန်ဈေးမှန်နဲ့ကျွန်တော်ဂျိတ်ဘော့ကိုဆိုင် Facebook ပေးမှသာကျွန်တော်ရောင်းချပေးသွားမည်ဖြစ်ပါသည်ကျွန်တော်ကြောက်ဝယ်တဲ့နေရာမှာအဝယ်ခတ်မှာမို့လို့ကျွန်တော်ရုပ်ကိုပြသထားခြင်းမရှိတာပါအမှန်တော့ကျွန်တော်ရွှေမုံရည်ဒီကျွန်တော်ကိုမမြင်ဘူးလို့ရွှေထူးကိုချောတယ်လို့ထင်တာပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်